လာစာကန်တက်မှုတွေစတင်ကြုံတွေ့လာရတော့မယ်ပရီးမီးယားလိဂ်ကလပ်တင်များပရိသတ်များမင်္ဂလာပါကမ္ဘာမှာနာမည်ကြီးဆုံးဘောလုံးလိပြိုင်ပွဲတစ်ခုဖြစ်ကနေရပ်တည်နေတယ်ပရီးမီးယားလိပြိုင်ပွဲဟာရန်ဆိုင်မှုပြင်းထန်ခြင်းတွေကောင်းသောရာတွေနဲ့နာမည်ကြီးဖို့စံတားရှိနေတာပါလက်ရှိမှာတော့ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာလာစာကန်တက်မှုတွေစတင်လှုပ်ဆောင်တော့မယ်လို့သိရပြီးဒီရာဟာအသင်းကြီးတွေအနေနဲ့ကြီးမားတဲ့အခက်အခဲတွေဖြစ်နေရှိလာနိုင်ပါတယ်ဘာလို့လဲဆိုရင်အသင်းကြီးတွေရဲ့နာမည်ကြီးကစားသမားတွေကမြန်မာနဲ့လာစာပမာဏရှိနေကြပြီးဒီလိုမျိုးလာစာကန်တက်လိုက်မယ်ဆိုရင်အဓိကကစားသမားတွေကိုအသင်းမှာဆက်လက်ထိန်းသိမ်းဖို့အတွက်အခက်တွေ့လာမှာပါပရီးမီးယားလိဂ်ဟာဒီအရာကိုလှုပ်ဆောင်ဖို့အတွက်အသင်းနဲ့10လုံးကိုမဲပေးတဲ့စနစ်နဲ့လှုပ်ဆောင်ခြင်းရှိမရှိကိုဆုံးဖြတ်ပေးသွားမှာပါလက်တလုံးမှာတော့မန်ချက်စတာယူနိုက်တက်ကလပ်နှစ်သင်းဟာလာစာကန်တက်မဲ့အရာတွေကိုကန့်ကွက်ထားခဲ့ပါတယ်ဘာလို့လဲဆိုရင်မန်ချက်စတာစီးတီးရဲ့တိုက်စစ်မှုဟာလန်ရဲ့ယူနိုက်တက်ကစားသမားတွေဖြစ်ကြတယ်ကယ်စီမီရိုနဲ့ဘရူနိုတို့ကမြန်မာနဲ့လာစာပမာဏတွေနဲ့အသင်းမှာဆက်လက်ထိန်းသိမ်းထားကြရတာပါဒီအရာကိုလာမယ့်နိုဝင်ဘာလအစပိုင်းမှာစတင်အကောင့်တွေပေါ်သွားမှာဖြစ်ပြီးပရီးမီးယားလိဂ်2023-24ဘောလုံးရာသီကဇင်းရင်ရှင်းတန်းတွေရလာစာကိုထိန်းချုပ်ကန့်သက်ထားဖို့ရှိပါတယ်ပရီးမီးယားလိဂ်ပြန်ပွဲရအဲ့ဒီဘောလုံးရာသီကပေါင်တန်း950အထိအသုံးပြုခဲ့ပြီးအဲ့ဒီထဲမှာမြေပြတဲ့ကစားသမားတွေရဲ့လာစာတွေအရေးကြပြောင်းရွှေ့ကြီးတွေနဲ့တူအေဂျင့်ကြီးတွေလည်းပါဝင်နေခဲ့ပါတယ်ဒီလိုမျိုးလာစာကန့်သက်ချက်တွေလှုပ်ဆောင်ရမှာဒဏ်ကြေးပေးဆောင်ကြီးတွေနဲ့ရမှတ်လျှော့ပြစ်ဒဏ်ပါချမှတ်ပေးသွားဖို့ဒီဆောင်ရွက်ပေးသွားမှာပါမဲပေးလှုပ်ဆောင်မှုတွေနဲ့ဆောင်ရွက်သွားမယ့်လာစာကန့်သက်ခြင်းတွေဟာအသင်းငယ်တွေအနေနဲ့အဆင်ပြေမဲပေးပူးပေါင်းကြမှာဖြစ်ပေမဲ့လည်းအသင်းကြီးတွေအနေနဲ့ကတော့ဒီရာကိုကန့်သက်သွားနိုင်တယ်လို့ဆိုပါတယ်လက်ရှိပရီးမီးယားလိရဲ့လာစာအများဆုံးကစားသမားတွေထဲမှာအသင်းကြီးတွေရဲ့ကစားသမားတွေကြီးပဲဖြစ်နေခဲ့ပါတယ်2025-2026ဘောလုံးရာသီရဲ့လာစာအများဆုံးကစားသမားဖြစ်မန်စီးတီးတိုက်စစ်မှုဟာလန်ဟာဒဘလုခပေါင်9သိန်းကျော်ရည်တည်နေခဲ့ပါတယ်တကယ်ကိုမြန်မာနဲ့လာစာပမာဏတစ်ခုဖြစ်ပြီးဟာလန်ရဲ့ခြေစွမ်းပိုက်ကိုမန်စီးတီးကမြန်မာနဲ့လာစာပမာဏတစ်ခုနဲ့ထိန်းသိမ်းနေခဲ့ရတာပါဒုတိယနေရာမှာတော့လီဗာပူးကစားသမားမိုဆာလာဟာဒဘလုခပေါင်4သိန်းနဲ့ရည်တည်ခဲ့ပြီးတတိယနေရာမှာတော့ယူနိုက်တက်ကွင်းလေလူကက်စမဲရိုနဲ့လီဗာပူးနောက်ခံလူဗန်ဒိုက်စ်တို့ကဒဘလုခပေါင်3သိန်းခွဲနဲ့ရည်တည်နေခဲ့ပါတယ်ပရီးမီးယားလိပြန်ပွဲဟာဥရောပထိပ်တန်းလိတွေထဲမှာခေါင်းတစ်လုံးသားပြီးပျော်ပြမှုစံတဲ့ကစားဟန်တွေနဲ့တူပရိသတ်ရဲ့စိတ်အာရုံကိုဆွဲဆောင်ထားခဲ့ပါတယ်နာမည်ကျော်နီးပြတွေကစားသမားတွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့လေးပြိုင်ပွဲတွေကိုပုံမစိတ်ဝင်စားစေခဲ့ပေမယ့်လာဆိုင်ထိန်းချုပ်သွားမယ့်ပြဿနာတွေကလေးပြိုင်ပွဲမှာနာမည်ကြီးကစားသမားတွေကိုထိန်းချုပ်နိုင်ပါမလားတွေးရခက်လာပါတယ်နာမည်ကြီးကစားသမားတွေများပြားနေကြအောင်လေးပြိုင်ပွဲအစင်တန်းတစ်ခုကြောင်းလို့ဆိုနိုင်ပေမဲ့လည်းကစားသမားကိုမလုံးပေးရတဲ့အပိုင်းတွေထဲမှာတော့လာစာပမာဏကလည်းအဓိကကျတဲ့အထက်မှာပါဝင်ပါတယ်ယူနိုက်တက်တာဝန်ရှိသူတွေနဲ့မန်စီးတီးတာဝန်ရှိသူတွေကတော့ဒီလိုမျိုးလာစာပမာဏကိုကန့်သက်လိုက်ခြင်းအသင်းတွင်းအခြေအနေတွေကိုပြက်ပြားစေတယ်လို့ဆိုနိုင်ပြီးဒါကြောင့်တော့နာမည်ကြီးအသင်းတွေကတော့ဒီပေါ်မှာမှတ်ချက်တစ်စုံတရာပေးထားခြင်းမရှိသေးပါဘူးဒါအပြင်နောက်တစ်ချက်ကတော့ကစားသမားတွေရဲ့လာစာကိုကန့်သက်လိုက်ခြင်းအောင်ကစားသမားတွေရဲ့အရေးသွေးတွေကိုကန့်သက်လိုက်ခြင်းနဲ့တူတူဖြစ်နိုင်ပြီးကစားသမားတွေရဲ့ခံစား권နဲ့ပါနေခြင်းကြောင့်တာမန်ထက်လုံးအားလုံးတစ်ခုကိုပုံမဆိုင်ထုတ်နိုင်ပါမလားဆိုတော့ကလေးတွေးစရာဖြစ်လာပါတယ်လာမယ့်နိုဝင်ဘာလမှာစတင်သွားမယ့်ဒီစီဇန်တွေကဘလို့ဖြစ်လာအောင်မလဲဘယ်သင်းတွေကသဘောတူပြီးဘယ်သင်းတွေကကန့်ကွက်ကြမလဲရှေ့လကုန်လောက်မှာတွေ့မြင်သွားရမှာဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်